အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ကျွန်တော်တို့ဒီဘေးတွေမှာပေါ့နော်သုံးနေတဲ့လူတွေ Wi-Fi တွေသုံးနေကြတယ်ပေါ့နော်အဲ့ဒီမှာနားတွေညီနေပဲဆိုရင် Wi-Fi line ကိုမမိအောင်ဖြတ်ချခြင်းနဲ့ဆိုဘယ်လိုလေးဖြတ်ချမလဲပေါ့နော်သူများတွေသုံးလို့မရအောင်ပေါ့နော်အဲ့လိုလေးပြောပြပါမယ်โอเคအခုကျွန်တော်ဒီနေ့ဗာပြမလို့ဆိုဒီ Wi-Fi line လေးပေါ့နော်ဒီ Wi-Fi line လေးကိုမိနေတဲ့ဒီမှာဖုန်းမှာသုံးနေတဲ့ Wi-Fi line လေးပေါ့နော်ဒီ Wi-Fi line လေးကိုကျွန်တော်တို့ဖြုတ်ချပလိုက်ပဲဘယ်လိုဖြုတ်ချမလဲဆိုတာကိုဖြတ်ချမယ်ဘယ်လိုဖြတ်ချမလဲဆိုရင်ဒီမှာတရားလုတ်မယ်အဲ့မိနေတဲ့ line ကိုဖြတ်ချမယ်အဲ့ဆိုရင်ဒီမှာ Wi-Fi လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီး M5K link key လေးကိုနှိပ်ပြီးတစ်ချက်နှိပ်မယ်နော်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ဒီဘက်ကိုဆက်သွားမယ်ဆက်သွားတဲ့အချိန်မှာ Wi-Fi attach ဆိုတာရှိတယ် Wi-Fi attach ဆိုတာကိုကျွန်တော်တို့တစ်ချက် M5K လေးကိုနှိပ်ပြီးတော့ဝင်ကြည့်လိုက်မယ် M5K လေးကိုနှိပ်ပြီးဆိုရင် target attach လားမဟုတ်ဘူးကျွန်တော်တို့တရားလုံးမှာအဲ့ line ကိုဖြတ်ချမှာအဲ့ဆိုတော့ DEA UTH ဆိုတာကိုနှိပ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဆိုရင်ကြံလေးကိုကျွန်တော် M5K ကိုနှိပ်ပြီးနှိပ်လိုက်မယ်အဲ့ဆိုရင်သူ scan လုပ်မယ်ခဏစောင့်မယ်နော်ဟုတ်ပြီအဲ့ဆိုဒီမှာပြေးနေပြီဆိုရင်ဒီကောင်လေးကိုကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်ဒီကောင်လေးမှာ online လေးကမိနေတဲ့ဟာအနေမှာပေါ်လိုက်ပြောင်းလိုက်ဖြစ်နေလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်တို့အနေနဲ့မိနေတဲ့ Wi-Fi line တွေကိုဖြတ်ချခြင်းနဲ့ဆိုရင်အခုလိုမျိုးလေးလုပ်လို့ရပါတယ်